ကောင်မလေးကသူမရဲ့ထမင်းဘူးကိုဖွင့်လိုက်တယ်အထဲမှာစားရည်စိမ်စီးတီးနဲ့ထမင်းဖြူပဲရှိနေတာပါသူမဘလောက်ပဲရှာရှာတခြားဘာမှထပ်မရှိတော့ပါဘူးအဲ့ဒီအချိန်မှာသူမရဲ့အတန်းဖော်တွေကတော့အယောင်သွေးစုံနေတဲ့ဟင်းရတွေကိုစားနေကြတာပေါ့အိမ်ပြန်ရောက်တဲ့အခါသူမကအမေဖြစ်သူကိုဘာလို့လဲလို့မေးကြည့်တော့အမေကတမင်လောက်တာလို့ပြောပါတယ်ကောင်မလေးကအစားအသောက်ကြီးများလွန်းတာကြောင့်ဘာဟင်းမှထည့်မပေးလိုက်တာပါအဲ့ဒီစကားကိုကြားရတဲ့အခါကောင်မလေးကစိတ်မကောင်းဖြစ်သွားခဲ့တယ်သူမအပြင်မှာအကြာကြီးထိုင်နေမိရင်အမေကသူမကိုချစ်ပုံမရဘူးလို့ဝမ်းနေပန်းနေတွေးနေခဲ့တာပေါ့အဲ့ဒီအချိန်မှာပဲအဖွားဖြစ်သူကရေခဲမုတ်လေးကင်ပြီးထွက်လာခဲ့တယ်သူမရဲ့ဝမ်းနေမှုတွေကချက်ချင်းပဲပျောက်ကွယ်သွားတော့တာပေါ့ဒါကြောင့်သူမကအဖွားအိမ်မှာပဲနေဖို့ဆုံးဖြတ်လိုက်တယ်အမေနဲ့မတူတာကအဖွားကသူမကိုအမြဲတမ်းညင်တတလေးနှုတ်တက်ပြီးသူမနှစ်သက်တဲ့ဟင်းလျာတွေကိုအများကြီးချက်ကျွေးခဲ့ပါတယ်နောက်ပိုင်းရက်တွေမှာတော့သူမဟာအဖွားနဲ့အတူနေထိုင်တဲ့ဘဝကိုတဖြည်းဖြည်းအသားကျလာပြီးအဖွားစီကနေဟင်းချက်နည်းတွေတင်ယူသလိုအိမ်မှုကိစ္စတွေကိုလည်းကူညီပေးခဲ့တယ်တနေ့မှာတော့အဖွားကသူမကိုအိမ်သာဆေးခိုင်းခဲ့တယ်သူမကအဲ့ဒါကိုယွန်စရာလို့ထင်ခဲ့ပေမဲ့အဖွားကပုံမြင်လေးတစ်ပုဒ်ကိုအေးအေးဆေးဆေးပြောပြခဲ့ပါတယ်အိမ်သာကိုတေချာပြောင်းအောင်ဆေးရင်အိမ်သာဆောက်တဲ့သမီးကမင်းရဲ့ဆန္ဒကိုဖြည့်ဆည်းပေးလိမ့်မယ်တဲ့သူမကအဖွားစကားကိုယုံကြည်တာကြောင့်အိမ်သာကိုဂရုတစိုက်ဆေးကြောခဲ့တယ်သူမအရွယ်ရောက်လာတဲ့အခါမှာတော့အဆိုတော်တယောက်ဖြစ်လာခဲ့ပါတယ်အဖွားရဲ့အားပေးမှုနဲ့အတူသူမဟာအိမ်မက်တွေကိုအကောင့်ထဲဖော်ဖို့တိုဂျိုမျိုးကိုထွက်လာခဲ့တယ်ဒါပေမဲ့တိုဂျိုကလူတွေကတော့အမြဲတမ်းအလင်းစလိုဖြစ်နေကြပြီးဘယ်သူမှသူမအတွက်ရက်မကြည့်ပေးခဲ့ကြပါဘူးသူမရဲ့ငှားထားတဲ့အခန်းချင်းလေးစီပြန်ရောက်တိုင်းအားငယ်စိတ်တွေအကြီးအကျယ်ဖြစ်ခဲ့ရပါတယ်အဲ့ဒီအချိန်မှာပဲအဖွားပေးလိုက်တဲ့ခေါင်းလေးကိုမြင်ပြီးအဖွားပြောခဲ့တဲ့စကားတွေကိုပြန်တတိယသွားခဲ့တယ်ဒါကြောင့်သူမဟာအိမ်သားတွေကိုပြန်ပြီးစေးကြောပါတော့တယ်အဖွားရဲ့စကားတွေကအမှန်တရားလို့သူမယုံကြည်နေခဲ့တာပါနောက်တစ်နေ့မှာတော့လမ်းဘေးမှာတချင်းပြန်ဆိုရင်တချင်းဆိုပြန်ပွဲကြော်ညာတစ်ခုကိုသူမတွေ့သွားခဲ့တယ်ဒါပေမဲ့သူမမိသားစုစီအကြောင်းကြားတဲ့အခါမှာတော့စိတ်မကောင်းစရာသတင်းဆိုတစ်ခုကိုကြားလိုက်ရပါတယ်အဖွားဆေးရုံတက်နေရပြီတဲ့သူမအပြေးလွှာသွားတွေ့ခဲ့ပေမဲ့အဖွားကသူမကိုတွေးတော့မပြောရှင်ခဲ့ပါဘူးသူမဒီမှာမရှိသင့်ဘူးလို့ပြောပြီးထွက်သွားဖို့ကိုပဲအေးဆက်ဆက်ပြောခဲ့တယ်ကောင်မလေးဟာအရန်ကိုဝမ်းနေသွားခဲ့ရပါတယ်ဒါပေမဲ့သူမထွက်သွားပြီးတဲ့နောက်မှာတော့အဖွားကအကြာကြီးငိုနေခဲ့တာပါသူမတိုဂျိုကိုပြန်ရောက်တဲ့အခါနားရက်မရှိလေ့ကျင့်မှုတွေလုပ်ခဲ့ပြီးအဖွားအတွက်တချင်းတစ်ပုဒ်ရေးသားခဲ့တယ်နောက်ဆုံးမှာတော့သူမဟာတချင်းဆိုပြန်ပွဲဆင်မြင့်ထက်ရဲ့အလဲဘဟိုမှာရက်တည်နိုင်ခဲ့ပါပြီဒါပေမဲ့သူမဆေးရုံကိုပြန်သွားတဲ့အချိန်မှာတော့အဖွားကကွယ်လွန်သွားခဲ့ပါပြီသူမရဲ့နှလုံးသားတစ်ခုလုံးကြေကွဲသွားခဲ့ရပြီးအဖွားကောင်းကင်ဘုံကနေကြားနိုင်ပါစေလို့ဆုတောင်းရင်းဂီတာတီးပြီးတချင်းဆိုခဲ့ပါတော့တယ်ဒါနဲ့တင်ရောတင့်အဖွားကိုချစ်လာဟင်